ထိုင်းမှာပုံတင်ကိုဝယ်လို့ရ ထိုင်းနဲ့ချောင်းညွန့်နေတယ် TV ရဲ့နောက်ဆုံးရသတင်းတွေကိုပြောပြပါ မင်းတော့ပါကောင်းတယ်ဒီမှာဘလူးနဲ့တွေ့ချင် စစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှုစစ်ပွဲတွေတိုက်ပွဲတွေဘုံကျဲထားမှု မတ်လ9ရက်နေ့မှာ ကဲလို့ကျွန်တော်ဒီကနေ့မတ်လ ပုံမှန်95ခါဝေးရဆွေးနွေးဆုံးဖြတ်ကြရတယ် လွတ်ခတ်လားအေးဘာဖြစ်လာလဲ ဘာလဲပြည်သူဘာလဲ PDF ကိုဘယ်လိုခေါ်လဲ ကဲအမျိုးတို့ရေ အရှိလို့မချိုးရတဲ့အရှိလို့မချိုးရတဲ့ ဘုံတို့ရာရာတွေဖန် ထိုင်းနိုင်ငံမှာရွှေပြောင်းလှုပ်သားတွေ online shop စစ်ကောင်စီတပ်ရဲ့လေကြောင်းရန်လက်နက်ကြီးစကိုင်းတိုင်းချောင်းမြို့နယ်မှာမတ်လ လာပါ